ပဲခူးရိုးမကြီးရဲ့တောတွင်းတနေရာမှာစစ်တွင်းဆိုတဲ့နေရာတစ်ခုရှိပါတယ်။အဲ့ဒီနေရာကိုရောက်သွားတဲ့မုတ်ဆိုးတွေဟာသားကောင်ကိုလုံးဝမမြင်တွေ့ကြရပဲကိုယ့်ရဲ့မိသားစုတွေအိမ်သားတွေကိုပဲမြင်တတ်ကြတယ်လို့ဆိုကြပါတယ်။ဒဏ္ဍာရီလားတကယ်လားဒီညတော့မုတ်ဆိုးမင်းညိုကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့စစ်တွင်းမာယာဆိုတဲ့အတန်ဇက်လန်းကောင်းလေးတစ်ပုဒ်ကိုနားဆင်ကြည့်လိုက်ရအောင်ခင်ဗျာစစ်တွင်းဆိုဒီမှာတဘာဝအလျောက်စားငရေထွက်သည့်တွင်းကိုဆိုလိုခြင်းဖြစ်ပါသည်နေငံတွင်စားခြင်းအဲ့ဒီလိုခေါ်ဆိုကြပါသည်သေးသည်ဖြစ်စေကြီးသည်ဖြစ်စေကျင့်နဲ့ရှိသည်ဟုရှေ့ရှေ့မုတ်ဆိုးကြီးများကပြောခဲ့ဘူးကြ၏ကျစ်တွင်းတိုင်းမဟုတ်ပေမဲ့တချို့ကျစ်တွင်းများသည်အမတန်ကြမ်းလှပေသည်ကျန်သည်ဆိုသည်မှာသားကောင်လင်းဆောင်သည့်မုတ်ဆိုးကိုကျစ်နှက်ကချောင်းလန့်ခြင်းဖြစ်ပေသည်မချောင်းလန့်လျင်တော့လှဲ့စားတတ်ကြပြန်၏အချို့ကျစ်တွင်းကဆေးသည်ကျစ်ဆေးသည်ဆိုသည်မှာလည်းအဲ့ဒီကျစ်တွင်းတွင်လင်းဆောင်လျင်သားကောင်မရတတ်ခြင်းကိုဆိုလိုခြင်းဖြစ်ပါသည်သားကောင်ဘလောက်ပဲဝင်တော့သည့်ကျစ်တွင်းဖြစ်ပါစေလင်းဆောင်တာနဲ့သားကောင်လုံးဝမလာတော့ပါကြီးလာလျင်လည်းပြစ်လျင်မမှန်တာကများတတ်ပေထို့ကြောင့်ကျစ်ဆောင်မည်ဆိုလျင်ကျစ်နှက်ကိုအရင်ပူဇော်ပသကြရပေသည်တော်ကြီးမြတ်မဲတဲ့ကကျမ်းသည့်ကျစ်တွင်းဆိုလျင်တော်ယုံမုတ်ဆိုးများမဆောင်ရဲကြပေတတိအလွန်ကောင်းမွန်သည့်မုတ်ဆိုးများမှသာဆောင်ရဲကြပါသည်ကျစ်တွင်းတွင်လင်းဆောင်၍ချောင်းလန့်ခံရတာတွေလှဲ့စားခံရတာတွေခဏခဏကြားခဲ့ဘူးပါ၏မိမကြီးအိမ်မှာဘလောက်ရေးကြည့်တဲ့ကိစ္စဖြစ်ဖြစ်ငါတော့ကိုလုံးဝလိုက်မလာခဲ့နဲ့နော်ဘလောက်ရေးကြည့်တဲ့ကိစ္စဖြစ်ဖြစ်နော်ငါ2ရက်3ရက်ဆိုရင်ပြန်လာခဲ့မှာကြားလားအေးပါကိုမင်းညိုရဲ့ရှင်သွားမယ့်နေရာကိုလည်းကျွန်မမသိပါဘူးဘယ်လိုလုပ်ရှင်တော့ကိုလိုက်မလဲရှင်သာဂရုစိုက်ပြီးသွားအသက်35နှစ်အရွယ်ရှိသည့်မုတ်ဆိုးမင်းညိုတယောက်တော်တဲ့လင်းသွားဆောင်မှဖြစ်၍သူမိမမီးအေးကိုစကားမှန်နေခြင်းဖြစ်ပေ၏သူသွားဆောင်မြည်ကကျစ်တွင်းတွင်ဖြစ်ပေသည်တောနက်ကြီးထဲမှဖြစ်ပြီးရွာကနေနေ့တစ်နေ့ရဲ့3ပုံ2ပုံလောက်တောင်လမ်းလျှောက်သွားရလှပေလွန်ခဲ့သည့်2ရက်လောက်ကတောလေသွားရင်ထိုကျစ်တွင်းကိုသူတွေ့ခဲ့ခြင်းဖြစ်ပေသည်ကျစ်တွင်းမှာ2တွင်းဖြစ်နေ၍သူငယ်ချင်းဘုံအောင်နဲ့သွားမှဖြစ်ပြီးတယောက်ကိုတတွင်းစီစောင့်ကြမှဖြစ်ပေသည်ဘုံအောင်ဆိုတာသူနဲ့အမြဲတမ်းမဟုတ်တော့ခဏခဏအမဲပြည့်အတူသွားတတ်သည့်မုတ်ဆိုးတငယ်ချင်းတယောက်ဖြစ်ကျစ်တွင်းက2တွင်းမို့သူလည်းအဖော်ရအောင်ဘုံအောင်ကိုလည်းသားကောင်ရစေခြင်းနဲ့စေတနာရည်ရွယ်ချက်နဲ့သူ့မှာတခြားမုတ်ဆိုးအသီးတွေရှိနေသည့်တိုင်ဘိုးအောင်ကိုရွေးပြီးခေါ်သွားခဲ့ရခြင်းဖြစ်ပေသည်သူတို့2ယောက်စလုံးသည်တော်ရင်အတွေ့အကြုံသားကောင်အတွေ့အကြုံများတဲ့လူချင်းဖြစ်ကြပေ၏တတိလည်းအလွန်ရှိကြသည်မင်းညိုတွေ့ခဲ့သည့်ကျစ်တွင်းမှာ2တွင်းစလုံးသားကောင်အဝင်များတဲ့ကျစ်တွင်းများဖြစ်ကြပေသည်ကြီးချေရဆိုလျင်စူးနှင့်ခက်စိတ်စိတ်ထိုးထားသလိုပင်ထက်နေဆက်ချေရနဲ့တောင်စိတ်ချေရတွေကလည်းမနှဲမနှောပင်ကျစ်တွင်းတွင်းနဲ့တွင်းကတိတ်မဝေးလာပြီမင်းနဲ့20လမ်းလျှောက်စာလောက်သာရှိပြီ2တွင်းစလုံးချောင်းပေးနားမှာပဲဖြစ်ချောင်းတစ်ချောင်းထဲမှာဖြစ်ပြီးအထက်အောက်ရှိနေခြင်းဖြစ်ကြပေသည်မင်းညိုသူ့မိမမိအေကိုဘလောက်ရေးကြီးတဲ့ကိစ္စဖြစ်ဖြစ်သူ့နောက်လိုက်မလာဖို့မာနေခြင်းမှာအကြောင်းမဟုတ်ချေသူစောင့်မြည်ကကျစ်တွင်းဖြစ်၍လှဲ့စားခံရတာတွေရှိတတ်သဖြင့်စရိသဘောမျိုးဖြင့်စကားမာနေခြင်းသာဖြစ်ပေသည်မိအေကဘာဖြစ်ဖြစ်သူ့နောက်လိုက်မလာဘူးဟုဂရိပေးပြန်သောကြောင့်သူစိတ်ချလက်ချလင်းဆောက်သွားလို့ရပြီဖြစ်သည်မင်းညိုနဲ့သူငယ်ချင်းဖိုးအောင်ရွာကနေထွက်လာခဲ့ကြသည်ရွာကနေထွက်လာပြီးတောထဲဆောက်ဝင်လိုက်သည်နှင့်လက်သီးစုံလို့ရှိသည့်ထမင်းတုပ်ဟင်းတုပ်နှင့်ပြာတုပ်များကိုတောဆက်မှမင်းညိုကပြစ်လိုက်သည်ပြာတုပ်မှာမိဖို့ကပြာဖြစ်ပေသည်ပြစ်လိုက်ရင်းဖြင့်ဇောကတိဇောကနက်မောက်လုံးမောက်ပြအဆရှိသည်များနှင့်ရွာသူတွေသူတို့နောက်ကိုလိုက်မလာဖို့ပန်ကြားထားလိုက်ညနေပိုင်းရောက်စချိန်တွင်သူတို့လင်းဆောင်ပြီးကျစ်တွင်းရှိရာသို့ရောက်ရှိလာခဲ့ကြပေသည်ကျစ်တွင်းမရောက်ခင်ခဝဲဝဲနေရာတွင်အိတ်ဆရာနေရာရွေးချယ်လိုက်ကြပြီချောက်ကလေးသေးသေးလေးဘိန်းသားတွင်ဖြစ်လေသည်စောင်းတွင်ဖြစ်၍ရာသီဥတုကตาယာလှပေသည်ရာသီဥတုကလည်းตาယာ2ရက်3ရက်ဆိုရင်လည်းအိမ်ပြန်มาဖြစ်သည်ကြောင့်စခန်းဆောင်မနေတော့မြေကြီးတွင်မိုးကလေးခင်းပြီးအိတ်ဖို့ဆုံးဖြတ်လိုက်ကြပေသည်ဒီတော့သူတို့ရောက်လာသည်မှာပထမဆုံးအကြိမ်ဖြစ်ပေသည်မင်းညိုသည်အခြားတောတွေမှာပဲအမဲလိုက်တာများသည်ဘိုးအောင်ကလည်းထိုနည်း၎င်းဝင်ဖြစ်လာပေသည်
အခြားတော်တွေဘက်သားကောင်ရှားပါလွှင့်၍ဒီတော်ဘက်ကိုစကြက်တင်ဖွင့်မှုစိတ်ကူးပြီးလုံငန်းသည့်နှစ်ရက်ကတော်လေလာရဲ့ဖြင့်မင်းညိုရောက်လာခဲ့ခြင်းဖြစ်ပေကျတွင်တို့ရဲ့အိမ်ပြန်သွားပြီးဖိုးအောင်ကိုခေါ်ကာယနေ့ပြန်လာခဲ့ကြခြင်းဖြစ်သည်တကယ်တော့သူတို့ရောက်နေသည့်တော်မှာတော်ကြတစ်ခုဖြစ်နေပေသည်တပင်မောနွယ်တက်နေသည့်နွယ်ပင်အားလုံးလူလူဟာလည်းဘယ်ရစ်ကြီးပဲဖြစ်နေလေဖုန်းတော်နွယ်ပင်တွေကိုကြည့်ပြီးတောင်းကိုစိတ်ထဲသိပ်ဘဝင်မကြလှမင်းညိုတောင်းကိုမင်းသတိထားမိတာရှိလားကွာဖိုးအောင်သူအိမ်မက်နေရာကိုပြင်ဆင်ပြီး၍နွယ်ပင်တွေကိုကြည့်ကမင်းညိုအားပြောလိုက်သည်မင်းညိုကလည်းသူအိမ်မက်နေရာကိုပြင်ဆင်နေရင်းကရှိတယ်ကွာနွယ်ပင်တိုင်းလူလူဟာဘယ်ရစ်ကြီးပဲကွာတော့ကလည်းတအားတိတ်ဆိတ်နေတယ်ပြီးတော့ငါတို့ကိုတယောက်ယောက်ကကြည့်နေတယ်လို့မျိုးခံစားရရတယ်တကယ်ချင်းရဒါကငါတို့နှစ်ယောက်တော့အရေးမကြီးပါဘူးကွာအရေးကြီးတာကဒီတော့မှသားကောင်ပေါ်ဖို့နဲ့ငါတို့သားကောင်ရဖို့ပဲကွာအေးပါကွာငါကလည်းတတိထားမိလို့မင်းကိုပြောတာပါငါတို့တော့ကသားကောင်ပြည့်ရဖို့သားကောင်ရဖို့အဓိကပါပဲဖိုးအောင်ကလည်းတတိရှိလာသူပြီးမင်းညုံနဲ့သဘောတူညီကြောင်းပြောလိုက်ညနေဆောင်အချိန်တွင်သူတို့နှစ်ယောက်ညနေစာထမင်းစားပြီးကြလေသည်မင်းညိုကဝဘိုးဝါအစိမ့်တစ်လုံးကိုတစ်ဖက်အစစ်ခံဖြတ်လိုက်ပြီးချောင်းထဲကရေကိုထည့်လိုက်ကမီးဖိုတွင်ရနွေးတည်လိုက်သည်မီးဖိုသည်သူတို့နှစ်ယောက်အိပ်ရာရဲ့အလဲတွင်ဖြစ်ပေခဏကြာတော့ရနွေးကပွက်လာ၍လက်ဖက်ကြောက်ကိုပြစ်ထက်လိုက်ဝါအစိမ့်နဲ့ထက်ကတဲချင်းဖြစ်၍ရနွေးချမ်းအနှံ့ကမှွဲနေပါတော့သည်မင်းညိုရနွေးချမ်းကိုတရှုရှုမှုတ်ရင်းသူ့အိပ်ရာထဲမှာထိုင်တောင်းနေလိုက်ဖိုးအောင်ကတော့သူ့အိပ်ရာတွင်တုံးလုံးလှဲနေလေမနှက်ပြန်ငါတို့လင့်ကိုဆုံးတော့ထုတ်ရအောင်တော့ဖို့မင်းညိုဝခွက်ထဲကရနွေးကိုမှုတ်တော့နေရင်ပြောလိုက်စကဝါစလိတ်ကျန်းကိုဖိုးအောင်ကဖွာရှိုက်လိုက်ကအေးကွာမနှက်စာထမင်းစားပြီးတာနဲ့သွားမယ်လေကွာမင်းတွေ့ထားတဲ့ကြက်တွင်းကဒီနေရာနဲ့တော်တော်ဝေးသေးလားကွာတအားကြီးတော့မဝေးပါဘူးကွာနိုင်ဝဲလောက်တော့ရှောက်ရမယ်ထင်တယ်ကွာငါကဟိုနေ့ကတယောက်တည်းဆိုတော့လင်းထိုးရမှာအဆင်မပြေဘူးကွာအဲ့ဒါကြောင့်မထိုးခဲ့လားမင်းနဲ့နှစ်ယောက်လာမှပဲထိုးမယ်လို့ငါစိတ်ကူးလိုက်တာကွာဖိုးအောင်စီကနာထိရောက်လာတဲ့သူ့စလိတ်တို့ကိုမီးပေါ်ထဲပြစ်ထည့်လိုက်ရင်အေးကွာလင်းထိုးတာကတိတ်မကြပါဘူးကွာမနှက်ပြန်မှထိုးဆောင်သာစောက်လိုက်ရအောင်ကွာဖိုးအောင်ပြောသည်ထိုးဆောင်ဆိုဒီမှာဒီနေ့လင့်ထိုးဒီနေ့စောင့်ခြင်းကိုဆိုလိုခြင်းဖြစ်ဒီနေ့လင့်ထိုးဒီနေ့စောင့်ကြတာရှိတယ်လို့ဒီနေ့လိုလင့်ထိုးထားပြီး2ရက်3ရက်နေမှာစောင့်ကြတာလည်းရှိသည်ညကလည်းမောင်းလာပြီးမို့လူ2ယောက်သားစကားတပြောပြောနဲ့အိတ်လိုက်ကြလေသည်စောင်းဝင်စားဖြစ်ပြီးအေးတက်ကလည်းပိုလာလေသည်ညကလည်းအလုံးမှောင်မိုက်လှပြီသူတို့2ယောက်ကြားရှိမီးဖို့သည်မီးမတောက်တော့ပေမဲ့ထင်းတုံးကြီးတွေထည့်ထားခြင်းဖြစ်၍မီးခဲကရဲနေပေသည်တော်သည်တိတ်ဆိတ်နေကြောက်ကလေးတန်းတွင်စီးစင်းနေသည့်ရေတံမအပဘာတံမမကြားရလားဟုံသူတို့အိပ်ပျော်ပြီးနာရီဝက်ခန့်အကြာတွင်တောတိုးတံအကျယ်ကြီးကြားလိုက်ရပြီးမင်းညိုရောဖိုးအောင်မှအိပ်ပျော်နေရမှလက်လို့လာကြပြီနှစ်ယောက်စလုံးအိပ်ရပေးနာမှထောင်ထားသည့်တူမီကိုကိုစီကောက်ကင်လိုက်ကြသည်ဘာကောင်လဲဟာတိုးစင်လားဖိုးအောင်သည်တောတိုးတံကိုနားထောင်ရင်သူထင်ညာကိုတိုးတိုးလေးခန့်မှန်းပြောလိုက်တောတိုးတံသည်သူတို့နားရောက်လာပြီးရက်သွားလိုက်မင်းညိုသည်ကဘာမှမပြောဘဲနားထောင်နေလိုက်သည်ဟုံတောတိုးတံသည်တခြားနေရာဘက်ကနေတစ်ခေါက်ပြန်လာပြီးသူတို့နားရောက်လာတော့ရက်သွားပြန်လေတော်ကြီးအချင်းတွေကိုမင်းညိုကသဘောပေါက်သွားပြီးဖိုးအောင်ကိုပြောလိုက်ဟာတို့ကဒီတောအတွက်လူစိမ်းဆိုတော့မိတ်ဆက်နာနေမှာပေါ့ကွာမင်းညိုပြောလိုက်မှဖိုးအောင်ကလည်းတောချောင်းနေမှန်သဘောပေါက်သွားလေတူမီကိုသူတို့အိယာဘေးနားတွင်ပြန်ချထားလိုက်ကြပြီးမိကိုပြန်တောက်လာအောင်ထင်းတွေထပ်ထည့်လိုက်ကြမီးလင်းရောက်သည်သူတို့နှစ်ယောက်ရဲ့ပတ်ဝန်းကျင်တွင်လင်းထိန်နေပြီတော့တော်တော်သားများသည်ကဟိုဘက်ကလာလိုက်သူတို့နားလျောက်လျင်ရက်သွားလိုက်ဒီဘက်ကလာလိုက်သူတို့နားရောက်လျင်ရက်သွားလိုက်ဖြင့်တညလုံးနီးပါးကိုဖြစ်နေစီတော့သည်နှစ်ယောက်စလုံးတော့ချတော့ကိုမကြောက်ကြပေမဲ့အဲ့လိုကမပြောလှတော့မနက်မိုးလင်းကဒီတောတိုးတန်တွေရက်သွားကမှနှစ်ယောက်သားအိပ်ပျော်သွားကြလေတော့သည်နှစ်ယောက်သားမနက်စားပြီး၍ကြက်တွင်းမှာလင်းစင်ထိုးဖို့ထွက်လာခဲ့ကြပဲသည်တပင်ပေါက်တွေခုတ်ပြီးလင်းစင်ထိုးလိုက်ကြ၏နှစ်ယောက်ထိုးလိုက်တာဖြစ်၍အချိန်ကသိပ်မကြာလိုက်နေလဲမတိုင်ပါပင်ပြီးသေးသွားလေတော့သည်မနက်ပိုင်းဖြစ်နေသူ၏ကျင်းနဲ့ဒေါပိုင်တောင်ပိုင်များကိုကြက်တွင်းနှင့်ခလန်လန့်တနေရာတွင်ပူဇော်ပသဖို့နှစ်ယောက်စလုံးတက်ညီလက်ညီပြင်ဆင်လိုက်ကြ၏အချိန်ကသိပ်မရှိတော့၍နတ်စင်ကိုကြကြနနကမဆောက်ဖြစ်ကြတော့တမင်ပေါက်၄ချောင်းကို1000လောက်ဖြတ်ပြီးခြုံလိုက်ကြသည်ဘီလီယံလူတယောက်ဖတ်စာလောက်ရှိသည့်လောက်ရပင်ကြီးပေါ်တွင်အပေါ်နဲ့အောက်ကို1000လောက်ခွာပြီးအပေါ်2ချောင်းအောက်2ချောင်းရိုက်ထည့်လိုက်ကြသည်
ဝါချန်းလေးတွေခေါ်ပြီးရိုက်ထည့်ထားတဲ့တစ်ချောင်းနှစ်ချောင်းပေါ်တွင်ကန့်လန့်ပြတ်စီလိုက်ကြ၏ငဆင်ဖြစ်အပေါ်စင်အောက်စင်လှုပ်လိုက်ခြင်းဖြစ်ကြပေသည်နေလယ်ပိုင်းရောက်ရှိတော့မှမို့အချိန်ကသိမ့်မရှိတော့၍အမြန်နည်းနဲ့ဖြစ်တယ်လို့လှုပ်လိုက်ရတာပဲဖြစ်လမိုင်းတင်နာတို့ကျင်းနတ်တင်နာတို့ကတောနတ်တင်နာတို့ကိုမနှက်ပိုင်းတွင်သာပြုတ်လုကြလေရှိသည်အပေါ်စင်အောက်စင်ပြုတ်လုပြီးပြီမို့ပါလာတဲ့ကြက်ဥပြုတ်နှလုံးနဲ့ထမင်းများကိုမင်းညိုကပူဇော်ပသလိုက်ပြီးသည်နဲ့သူတို့ညအိတ်တဲ့နေရာကိုပြန်လာကြပြီးလင်းစင်ပေါ်မှာညနေစာစားဖို့အတွက်ထမင်းဟင်းတွေချက်ပြီးထုတ်လိုက်ကြသည်ဆောင်းတွေကိုယူနေကြသည်ပြင်ဆင်နေကြရင်ကမင်းညိုကမင်းဘယ်လင်းဆောင်မလဲတငယ်ချင်းချောင်းထပ်ဘက်ကလင်းဆောင်မလားအောက်ဘက်ကလင်းဆောင်မလားကွာဘယ်လင်းမဆောင်တော့ကွာငါကရတယ်မင်းကမင်းအာယုံပိုရတဲ့လင်းကိုသာဆောင်ဒါကောင်ချေရကတော့နှစ်တွင်းသလုံးကိုထပ်နေတာပဲကွာအေးကွာဒါဆိုငါအထက်ဘက်ကလင်းကိုစောင်းလိုက်မယ်ကွာဖိုးမင်းကတော့အောက်ဘက်ကလင်းကိုစောင်းလိုက်ကြလားတငယ်ချင်းဘာကြောင့်လဲဖြစ်ဖြစ်မနှက်ရှင်းနိုင်ရင်မထုံးမချင်းငါလင်းဘက်ကိုမလာခဲနဲ့တော့တငယ်ချင်းမင်းညိုဖိုးအောင်စီကဂရီကိုထပ်မံတောင်းလိုက်ပြန်သည်စိတ်ချပါတငယ်ချင်းရာမင်းလင်းကိုငါမလာပါဘူးကွာဒါကောင်ရမရမနှက်ရှင်းနိုင်လောက်မှငါတို့ဆင်းခဲ့ကြမယ်လေလင်းဆင်းပြီဆိုရင်ဝါကြည့်တာအရင်မှုတ်လိုက်ကွာကြားလားတောချမ်းဖြစ်နေပြီတယောက်နဲ့တယောက်စကားကတိတွေအပြန်အလှန်ပေးလိုက်ကြသည်အချိန်ကလည်းညနေပိုင်းကိုရောက်လာပြီဖြစ်ပြီးပြင်ဆင်စရာများကိုပြင်ဆင်ကြပြီးကြက်တွင်းကိုခက်မြန်သွား၍လင်းစင်မော်ကိုစီတက်လိုက်ကြပါတော့သည်မင်းညိုလင်းစင်မော်ရောက်သည်နှင့်အမြင်အာရုံအကြအယုံကိုဖြန့်ကျက်ထားလိုက်တနာရီလောက်ကြာသည့်အထိဘာသားကောင်မှပေါ်မလားသူလင်းကိုသားကောင်မလာသေးသလိုဖိုးအောင်ဘက်ကလည်းတူမီးပြစ်သည်မကြားရ၍သားကောင်ကဝင်သေးဟန်မတူကြီးတော့ကအမတန်တိတ်ဆိတ်လှပေသည်ငှက်တမ်းမမကြားရအချိန်ကနေဝင်ကနီးလေပြီမနေညာကအေးရေးပြတ်ထား၍မင်းညိုအိတ်ချင်ဖြစ်လာလေတော့သည်ထိုင်နေရကအတမ်းမမြောင်ခန္ဓာကိုယ်ကိုထိမ့်ပြီးအသာလေးတုံးလုံးလှဲလိုက်ပေသည်မင်းနေရင်လည်းခဏအိတ်ပျော်သွားလေတော့သည်ကိုမင်းညိုအိတ်ပျော်သွားတာဘလောက်ကကြာသွားသည်မသိခေါ်တန်ကြ၍မင်းညိုအိတ်ပျော်နေရကနေဖြတ်ခနဲ့နိုးလာခဲ့တော့မိုးကအတော်ချုပ်နေလေပြီသူကိုခေါ်နေတဲ့အတမ်းမှာအခြားလူရဲ့အတမ်းမဟုတ်သူမိမမိအေးရဲ့အတန်ဖြစ်နေလေတော့မင်းညိုစိတ်ကိုငြင်းငြင်းထားလိုက်ပြီးသူ့ကိုခေါ်နေတဲ့အတန်800ကိုဓမီနဲ့ဝှေ့ပြီးထိုးကြည့်လိုက်သူမိမမိအေးကိုကြက်တွင်းသားတွင်တွေးလိုက်ရပါသည်မိအေးကသူ့ကိုမော့၍ကြည့်နေလေတော့ကိုမင်းညိုကျမတို့သားလေးအသက်နေမကောင်းဖြစ်နေလို့ရှင့်ကိုလာခေါ်တာတော့အခုပဲဆင်းပြီးအိမ်ကိုပြန်ခဲ့တော့မင်းညိုကတူမီမောင်းကိုအသာကလေးဆွတ်တင်လိုက်ပြီးသူမိမမိအေးရဲ့ရင်ပတ်တက်တဲ့ကိုထိုးချိန်လိုက်ပါတော့သည်ခလုတ်ဘောကိုလက်ညှိုးတင်လိုက်ပြီးဆွဲချလိုက်တော့၏တိုင်းတူမီးနဲ့အတူမေးရဲ့အော်ဒန်နှက်ကြီးကလည်းတတော်လုံးကိုဟိန်းထွက်သွားလေတော့သည်ဒီပီစီနဲ့မင်းညိုသူ့ပါဇက်မှာဓမီကိုကိုက်လိုက်ပြီးတူမီးကြီးကိုကဘာပြန်၍ဖြစ်လိုက်တော့ကြည်ဖြစ်ပြီး၍မိအေး800စီကိုဓမီနဲ့ပြန်ထိုးကြည့်လိုက်တော့ချစ်တွင်းဘေးမှာခွဲကလေးလဲနေတာတွေးလိုက်ရတော့သည်ရင်ဘက်ကတန်ညာကလည်းသွေးတွေဒလဟောစီး၍ထွက်နေလေတော့သည်မင်းတို့ဓမီကိုအသာမိတ်လိုက်အိတ်ချင်းစိတ်ကပျောက်သွားပြီးမို့တုံးလုံးပင်မလဲတော့ပဲလာမြည်သားကောင်ကိုသာထိုင်ဆောင်လိုက်တော့သည်ခဏကြာတွင်တိုင်းဖိုးအောင်ဘက်ကထွက်လာတဲ့တူမီးတံဖြစ်ခဏတိတ်ဆိတ်သွားပြီး7မိနစ်လောက်အကြာတွင်နောက်တစ်ချက်ထပ်ကြားလိုက်ရပြန်တော့သည်ဒီကောင်ဘာသားကောင်ပြစ်တာပါလိချက်ကောင်မထီလို့ထပ်ပြစ်တာထင်တယ်တူမီးတံနှစ်ချက်ကြားလိုက်ရပြီးမင်းညိုစဉ်းစားလိုက်ခြင်းဖြစ်တကယ်လဲသူထင်သလိုဖြစ်နေပါတော့သည်ဖိုးအောင်ကြီးပေါက်တကောင်ဝင်လာ၍ပြစ်လိုက်ခြင်းဖြစ်ပြီးချက်ကောင်းမထီ၍မသေးသေးသည်ဖြင့်ပြန်ထပြေးသွားမိကစိုးသည်ဖြင့်နောက်ထပ်တစ်ချက်ထပ်မံပြစ်လိုက်ရခြင်းဖြစ်ပေသည်နောက်ထပ်ပြစ်ခတ်တန်ကြားရပြန်လေမလားဟုမင်းညိုကနားထောင်နေလိုက်ပြန်သည်ထပ်မံကမကြားရတော့ခြင်းတော်သည်ကြောချမ်းလောက်အောင်ပင်တိတ်ဆိတ်လုံးနေတော့သည်ညင်ငတ်တွေမအော်သလိုဖနန်ကောင်နဲ့ခွဲပရစ်အော်သံများကိုပင်မကြားရသူ့လင်ကိုဘာသားကောင်မှလည်းဝင်ရွက်မလာတော့ညအချိန်ကလက်တက်ဖြည်းဖြည်းကုံဆုံး၍နေလေတော့သည်လက်ကနာယူကိုငုံကြည့်လိုက်တော့မနက်4 နာရီရှိကြပြီဘာသားကောင်မှဝင်မလာ၍မင်းညိုတုံးလုံးလဲပြီးခဏမေးလိုက်တော့သည်မင်းနေရင်ကအိပ်ပျော်သွားလေတော့သည်ဘုံရဲ့ဝါကြီးမှုတ်တာအဆက်မပြတ်ကြားလိုက်ခါမှာမင်းညိုထပ်မံနိုးလာခဲ့တော့မိုးကဆင်လင်းနေပြီဖြစ်ကြလင်းစင်မမသူဒီလိုတခါမှအိမ်မပြောခဲ့ဘူးကြီးအိပ်ပျော်သွားတဲ့ဆိုရင်တော့မနဲ့မိုးလင်းလာနဲ့သိတာပဲဖြစ်သည်မင်းညိုသူ့ကိုယ်သူအံ့ဩနေပြီမင်းညိုဖိုးအောင်ဘက်ကိုဝါကြီးမှုတ်ရဲ့အချက်ပြန်ပြပေးလိုက်
ဘီတီနီတူမီကိုလို၍လင်းစိန်အောက်ကိုဆင်းလာခဲ့တော့ကျစ်တွင်းဘေးတွင်တွား၍ကြည့်လိုက်တော့ကျစ်တွင်းဘေးမှာကစက်မကြီးတစ်ကောင်လဲနေတာတွေ့လိုက်ရတော့ညတော့ကသူပြစ်လိုက်တာသည်သူမိမမီအဲမဟုတ်ပဲစက်မကြီးတစ်ကောင်ဖြစ်၍နေပါသည်ကျင်းကလှဲ့စားခြင်းဖြစ်၍ညကသူမိမမီအဲဖြစ်သူမြင်နေရတာပဲဖြစ်သည်သူမိမမီအဲမဟုတ်ဘူးဆိုတာကိုသူအတက်သိ၍လဲပြစ်လိုက်ရခြင်းဖြစ်ပြီမီအဲကိုဘလောက်အရေးကြီးတဲ့ကိစ္စဖြစ်ဖြစ်သူ့နောက်လိုက်မလာဘူးမှားထားခဲ့ပြီးဖြစ်၍ဘာကြောင့်လဲမှသူ့နောက်ကိုလိုက်၍မလာနိုင်သူလာတဲ့နေရာကိုလည်းမီအဲကမသိဒါကြောင့်သူလှဲ့စားခံနေရပြီဆိုတာချက်ချင်းသဘောပေါက်လာ၍ပြစ်ခတ်ခဲ့ရခြင်းဖြစ်ပါသည်ကျတွင်းမှာလင်းဆောင်မည်ဆိုရင်ကအိမ်ကလူတွေကိုဘာကိစ္စဖြစ်ဖြစ်လိုက်မလာဘူးမှားကြားထားကြရ၏အလုံးမှားထားကြတဲ့အိမ်ကလူတွေလိုက်လာလျင်ပြစ်တာပြစ်ဟုရှေးမုတ်ဆိုးကြီးများကပြောခဲ့ဘူးကြပြီဒါဟာအိမ်ကလူမဟုတ်ပဲတားကောင်ကိုကိုယ်အိမ်သားတွေအဖြစ်မြင်အောင်ကျင့်နှက်ကလှည့်စားခြင်းဟုဆိုကြပေသည်တချို့ကျတွင်းများဆိုလျင်ဘုံကြီးတွေရောက်လာတတ်သည်ဟုရှေးမုတ်ဆိုးကြီးများကပြောတတ်ခဲ့ကြသည်တကယ်တော့ဘုံကြီးစစ်ကမဟုတ်ပဲတားကောင်ကိုဘုံကြီးအဖြစ်မျက်စိအမြင်မအောင်လှည့်စားလိုက်တာဟုဆိုပါသည်အလုံးမာယာများတတ်သည့်ကျစ်တွင်းများပင်တကားပရိသတ်များခင်ဗျာဒီမှာကျွန်တော်တင်ဆက်ပေးခဲ့တာတော့စာရေးဆရာစောရနိုင်ရဲ့ကျစ်တွင်းမာယာဆိုတဲ့မုတ်ဆိုးဝတ္ထုအတန်ဇလန်းကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်ခင်ဗျာအကယ်၍ကျွန်တော်တင်ပေးတဲ့ဇလန်းလေးတွေကိုကြိုက်နှစ်သက်တဲ့ဆိုရင်ဖြင့်ကျွန်တော်ရဲ့ channel လေးကို subscribe လေးလုပ်ပြီး notification ဘဲလေးကိုနှိပ်ပေးထားကြဖို့လုံးဝမမေ့ပါနဲ့ခင်ဗျာနောက်ထပ်အသစ်တင်ဆက်မဲ့ဇလန်းအသစ်တွေကိုထပ်မံနားဆင်နိုင်ကြဖို့ notification ဘဲလေးကိုနှိုက် like ကလေး share ကလေးပေးသွားခဲ့ကြပါအောင်ခင်ဗျာအားလုံးပဲနောက်ထပ်တင်ဆက်မဲ့အတန်ဇလန်းကောင်းတစ်ပုဒ်မှာပြန်လဲဆုံတွေ့ကြပါမယ်ခင်ဗျာ